ကားစီးရင်မှုလေရင်စီးရင်မှုမြန်ရင်စီးရင်မှုကားခွင့်ရောက်ရင်မှုကားစီနံရရင်မှုကားလက်မှတ်ဖြတ်မဲ့ကြရင်မှုကားတန်ကြရင်မှုနောက်ဆုံးကားစီမဲ့ကြရင်ကိုမူရတဲ့တူတွေ့ချီလာဒီလိုကြုံရတာကတော်လေးခက်ခဲတဲ့အခြေအနေပါပဲသူ့ကိုအမိတက်ရမယ်ဆိုရင်တော့ motion signal လို့ခေါ်တယ်ဘယ်လိုတွေခံစားရလဲဆိုတော့ခြားခြားလဲအောင်မှုတယ်ပြို့တဲ့အန်နဲ့အရေးရားတွေဖြူဖြော်လာတဲ့ချွေးစေးပြန်နဲ့ပင်ပန်းနှုတ်ချိနေမယ်ခေါင်းကိုက်မယ်ဒါလိုမျိုးတွေဘာကြောင့်ခံစားရတယ်လဲ motion signal ဆိုတာမျက်စိနဲ့နားအတွင်းပိုင်းတို့ရဲ့လက်ခံရရှိတဲ့သတင်းချက်လက်တွေကမောက်ကမဖြစ်တဲ့အခါမှာခံစားရတာမျိုးပါရင်တစ်ခုခုစီးနေတဲ့အချိန်မှာမျက်စိကရွေလျားနေတာတွေကိုမြင်ပေမဲ့ခန္ဓာကိုယ်ကငြိမ်သက်နေတယ်လို့မျိုးခံစားရတယ်ကားစီးရင်နဲ့စာဖတ်နေတာဖုန်းကြည့်နေတာလိုမျိုးလေရင်စီးရင်နဲ့အပြင်ကိုမကြည့်တဲ့အခါတွေမှာဆိုရင်အဲ့လိုမျိုးပိုခံစားရပါတယ်နားအတွင်းပိုင်းရဲ့တင်းငယ်တဲ့အင်္ဂါစိတ်ပိုင်းလေးကခန္ဓာကိုယ်ရဲ့ဒီနေရာနဲ့လှုပ်ရှားမှုကိုသိရှိနိုင်တယ်မှတ်သားနိုင်တယ်ရင်စီးနေတဲ့အချိန်မှာနားရင်းအစိတ်ပိုင်းလေးကခန္ဓာကိုယ်ရွေလျားနေတာကိုသိပေမဲ့မျက်စိကမြင်ခွင့်ရငြိမ်နေတဲ့အခါမှာအချက်လက်နှစ်ခုမကိုင်းညီပဲနဲ့ motion signal ဆိုတာခံစားရတော့တာပါပဲကာမမှုအောင်ဘယ်လိုကာကွယ်မလဲကာမှုလာခဲ့လို့ရှိရင်ဘာတွေလုပ်မလဲရင်မသိခင်နဲ့စီးနေစင်မှာဆိုရင်အစားအသောက်ကိုနည်းငယ်စားပါဘာမှမစားဘဲလည်းမနေနဲ့အများကြီးလည်းမစားနဲ့ချင်းရလည်းပဲကာမှုတာကိုတတ်တာစေရတယ်ချင်းပြားတို့ချင်းချိုချင်းတို့စားလို့ရတယ်ခန္ဓာကိုယ်မှာရေဓာတ်ပြေဝနေဖို့လိုရတယ်အရေများများတောက်ပါရင်စီးနေစင်မှာဖုံးကြည့်တာစားဖတ်တာတွေရှောင်ပါအပြင်မှာမြင်နေရတဲ့သဘာဝပတ်ဝန်းကျင်ကိုကြည့်ပြီးတော့စီးလိုက်ပါစိတ်ကိုအတက်နိုင်ဆုံး relax ဖြစ်အောင်နေပါစိတ်ဖိစီးနေမယ်ဆိုရင်ကာမှုတာပိုဆိုးပါတယ်နောက်ပြီးတချင်းနားထောင်မှာအတူလိုက်ပါလာသူတွေနဲ့စကားပြောပါဆေးရရုံပြောင်းဖို့စကားပြောခြင်းအားလည်းပဲကာမှုတာကိုတတ်တာစေတယ်အနေအထားကိုတသက်မှတ်ထဲမစီးဘဲနဲ့ပြောင်းပြီးတော့စီးပေးပါကာစီအချင်းဖြစ်သွားတယ်ဆိုရင်လည်းကာမမှုတော့ပါဘူးကာမှုပြောက်စေးဝယ်တောက်လို့ရပါတယ်ကိုယ်တွေ့ကြုံရဆိုရင်တော့စတူဂျရွန်တောက်လို့ရတယ်စတူဂျရွန်ကခြာရခက်တယ်ဆိုရင်တော့စီနာရီစင်းနဲ့ကိုစီပေါင်းတောက်လို့ရတယ်တခုရှိတာကအဲ့ဒီဆေးတွေကအိတ်ချင်ပါတယ်ကိုမှအရေးပါတဲ့ပစ္စည်းအရေးကြီးတဲ့ပစ္စည်းတွေပါရင်တော့တတိထားပြီးတော့တင်ဆက်ခဲ့ပါနော်ကာမှုပြီးတော့ချွေးစေးတွေပြန်ပြီးအရန်ကိုဆိုရတဲ့အခြေအနေကိုခံစားရရင်တော့ညီဆက်ရာစည်းကမ်းမှာဆရာဝန်နဲ့တေချာတိုင်ပင်ပြီးတော့လိုအပ်တဲ့ကုသမှုတွေဆက်လက်ခံယူရပါမယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးဆိုရင်တော့ကာမှုရတဲ့လူတွေတခြားရင်တွေမူရတဲ့လူတွေမှာဘယ်လိုမျိုးလေးတွေဆောင်ရမလဲဘာလို့ရှောင်ရမလဲဆိုတာကိုအနေငယ်တတိထားမိပြီးထင်ပါတယ်အားလုံးပဲပျော်ရွှင်ပွဲခရီးလေးတွေရရှိပိုင်ဆိုင်နိုင်ကြပါစေနော်ယေရှုအားပေးခဲ့ကြသူတယောက်ချင်းစီကိုကျေးဇူးများကြီးတင်ပါတယ်ဘိုင်ဘိုင်